have such symptoms, such lesions in the ultrasound, you should meet the doctors immediately. ဒီလိုယောဂလက္ခဏာတွေဖြစ်တဲ့အချိန် offer ဆောင်မှာလည်းဒီလိုပုံတွေတွေ့ရတဲ့အခါကျရင်တော့ဆရာဝန်ကိုဆွေးနွေးတာအကောင်းဆုံးပါပဲ Every liver cancer has different kind of treatment. Every patient is not same, every lesion is not same. ဒီအသေး cancer ရှိတဲ့လူတွေကတယောက်နဲ့တယောက်မတူနိုင်ပါဘူးဒီအသေးရဲ့အစိပ်ပိုင်းတိုင်းမှာအလုံးဖြစ်နိုင်ပါတယ် The treatment depends on number of lesion, size of lesion, and location of lesions. အကျဉ်းရဲ့နံပါတ်အရွယ်အစားနေရာပေါ်တွေမှာလည်းဒီကြီးပြောင်းလဲနိုင်ပါတယ် So what happens if you have such disease? Most of the doctors will offer you medical treatment, which you should definitely start as soon as possible, as soon as you are identified with this disease. ဒီယောဂဖြစ်ရင်ဘာဆက်လုပ်အောင်လဲဆိုတော့ဆရာဝန်အများစုကတော့စိတ်နဲ့ကုသအောင်ပဲလုပ်ရရှိပါတယ်အကယ်၍ဒီလိုလက္ခဏာတွေဒီလိုတမန်မှာပုံစံတွေ့လာပြီဆိုရင်တော့အသက်နိုင်ဆုံးဆရာဝန်တွေနဲ့တွေ့ရအကောင်းဆုံးပါပဲ Most important part remains, which is already very wonderfully covered by Professor, that is lifestyle management. Exercise, diet control, that is most important part of such medical treatment. နောက်တစ်ခုအရေးကြီးဆုံးကတော့ Professor ဆရာကြီးပြောခဲ့တဲ့လိုပဲလူနေမှုပုံစံကိုပြောင်းတာနဲ့အစားအသောက်ပုံစံကိုပြောင်းတာပါပဲအဲ့ဒါကအရေးကြီးဆုံးတစ်ခုပါ Stop alcohol, absolutely. Not even 1 ml of alcohol. ရက်ကိုလည်းဖျက်ရမှာဖြစ်ပါတယ်ချိန်တွေပေါက်ကိုဖျက်ရမှာပါ And follow your doctors very closely. ပြီးရင်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုလည်းမှန်ကန်လိုက်နာရပါမယ် So what happens? In these 10% of patients, they need medical management. Out of that, another 10% patient go to liver failure. What happens to these patients? Is there any treatment? Yes, the treatment is liver transplantation. ဒီယောဂလက္ခဏာဖြစ်တဲ့လူနာဆရာကိုင်လုံးမှာနောက်ထပ်ဆရာကိုင်လုံးကအသေးလုံးဝပျက်စီးသွားတာဖြစ်နိုင်တယ်အဲ့လိုဆိုရင်သူတို့ကဒီခွဲစိတ်မှုကပါဝင်လာရပါတော့မယ် Liver transplant is simply meaning that we are changing the bad liver by a healthy liver. It comes from one of the relative. Take one part of the liver and put in the patient. Liver grows in both. ဒီအသေးအစားထုတ်ခွဲစိတ်တာကဘာလို့မလဲဆိုရင်ဒီမကောင်းတဲ့အသေးအစိတ်ပိုင်းကိုဖြတ်ထုတ်ပြီးတော့ဒီအလှူရှင်ရှိကနေပြီးတော့ကောင်းတဲ့အသေးအစိတ်ပိုင်းကိုဒီဘက်လူနာဘက်ကိုထည့်ပေးရဖြစ်ပါတယ် So we take part of liver from the donor and put this part in the patient. အလှူရှင်ရဲ့အသေးအစိတ်ပိုင်းတစ်စားကိုထုတ်ပြီးတော့ဒီလူနာရဲ့အစိတ်လူနာရဲ့အသေးဖြစ်အစားထုတ်ထည့်ပေးရဖြစ်ပါတယ် So transplant is as simple as it is. Transplant is simple. အသေးအစားထုတ်ခွဲစိတ်တာကယူရှင်နဲ့ခွဲစိတ်မှုတစ်ခုပါပဲ But it starts from the coordination. It starts from you accepting the disease. You realizing that yes, this procedure is required for me. This is not a choice. That is where everything starts. အမေအစားကတော့လူနာလက်ခံဖို့ပဲမူတည်ပါတယ်လူနာဒီယောဂငါမှရှိနေပြီဒီယောဂအတွက်ကငါအစားထိုးခွဲစိတ်ဖို့ပဲရတော့ရဆိုရဲဟာကိုလက်ခံရမှာပါ Transplant is such a big process. Start from family, coordination. ဒီခွဲစိတ်တာအရေးကြီးအရင်ကြီးမားရဲ့ခွဲစိတ်တစ်ခုပါပဲဒီအစားတစ်ခုကတော့လူနာရဲ့မိသားစုတွေကလက်ခံရပါမယ် Pre-transplant assessment of the patient as well as donor. အစားထိုးခွဲစိတ်မှုမတိုင်ခင်မှာလူနာတွေရောအလှူရှင်ကိုရောအကဲဖြတ်ရမှာဖြစ်ပါတယ် In which we assess the fitness of the patient as well as donor. အဲ့ဒီအချိန်မှာဆိုရင်လူနာရောအလှူရှင်ရောရဲ့ဒီခွဲစိတ်ခံနိုင်မှုကိုကျွန်တော်တို့ဆုံးဖြတ်ပါတယ် Followed by the surgery of donor as well as patient. ပြီးရင်တော့လူနာရောအလှူရှင်ကိုရောခွဲစိတ်မှုစလုပ်ပါတယ် And ICU care for both of them. နှစ်ယောက်လုံးကိုအထူးကြောင့်ကုသမှုပြုနေမှာထားရပါတယ် And lifelong management of the patient with the investigations and medical management. ပြီးရင်လူနာရဲ့နောက်ပိုင်းဘဝတစ်လျှောက်လုံးကိုပုံမှန်လေးပြန်တွေ့ပြီးရောခွဲစိတ်ပြီးရောစစ်စစ်မှုတွေကိုလုပ်ရပါတယ် We all are scared of surgery. Patients are often scared of surgery. ကျွန်တော်တို့ကတော့ခွဲစိတ်မှုကိုမကြောက်ပါဘူးလူနာတွေကပဲခွဲစိတ်မှုကိုကြောက်လို့ရှိရပါ But believe me, it is very small part of this such long process. ဒါပေမဲ့ကျွန်တော်ကိုယုံမှာဒီခွဲစိတ်မှုကကြတော့ဒီစီစဉ်မှုအများကြီးထဲမှာအသေးပိုင်းအသေးလေးပဲဖြစ်ပါတယ် And in the expert hands, it's very safe. ပြီးရင်အချိန်အများစုမှာတော့အဲ့ဒါကစိတ်ချရပါတယ် Only with one condition, that you should be coming in time. On time, timely treatment saves you.
တခုပဲအာရုံစိုက်ရပါမှာအချိန်မှန်မှန်လုံးအောင်မှာဖြစ်ပါတယ်အချိန်မှန်မှန်ဖွဲ့စည်းမှုတွေကိုလုပ်နိုင်မှာရပါပါ The donor is simply blood group matching if blood group is compatible. Like O blood group can have donor from O blood group, A can have donor from A and O blood group, and AB can have donor from any blood group. ဒါကတော့အထူးရှင်နဲ့ဒီဒူနာတို့ရဲ့တွေ့အုပ်စုတွေကိုဒီတာပေါ့နော်ဒီအထူးရှင်ကအထူးရှင်က O ဆိုရင်တွေ့ဒူနာကလည်းတွေ့ O ဆိုရင်လာပါတယ်ဒူနာက A ဆိုရင်တော့အထူးရှင် OA ရှိရနေရတယ်ဒူနာက B ဆိုရင်တော့အထူးရှင် OB ကနေရတယ်ဒူနာက AB တွေ့အမျိုးသားဖြစ်ရင်တော့တွေ့အုပ်စုအကုန်လုံးစီကနေပြီးတော့အထူးခံလို့ရပါတယ် But in the last 10 years, we are able to do blood group mismatching transplant successfully with almost equal results. လွန်ခဲ့တဲ့7နှစ်အတွင်းမှာတော့တွေ့အုပ်စုမတူညီပဲနဲ့လည်းကျွန်တော်တို့ဖွဲ့စည်းမှုတွေကိုလုပ်နိုင်ခဲ့ပါတယ် So now blood group matching is not absolutely compulsion. အခုတွေ့အုပ်စုညီဖို့ကအရင်ကလိုအပ်တဲ့ဟာမျိုးမဟုတ်တော့ပါဘူး We often wonder what happens to the donors. အများစုကတော့ဒီအထူးရှင်တွေကဘာဖြစ်သွားကြလဲဆိုပြီးတော့တွေ့ဝေကြကြပါတယ် Donors are walking on second day. They are starting their oral diets on second day. လူနာတွေကခွဲစိတ်ပြီးဒုတိယမြောက်နေ့မှာပုံမှန်အတိုင်းစားနိုင်ပုံမှန်အတိုင်းလှုပ်ရှားမှုတွေကိုလုပ်နိုင်ပါတယ် Generally, they are fit to discharge by end of the week after surgery. ခွဲစိတ်ပြီးတစ်ပတ်လောက်ကြာရင်တော့ဆေးရုံကနေဆေးခွင့်ပေးပါတယ် There are no medications required after 3 weeks. Donors don't need any medication. နောက်3ပတ်လောက်နေတော့ဒီတောက်ဆေးလည်းမလိုတော့ပါဘူးအထူးရှင်တွေအများစုကတော့ဆေးတောက်ဖို့မလိုတော့ပါဘူး They can start the normal job, that is computer job, sitting job by end of 6 weeks. သူတို့ပုံမှန်လုပ်နေကြအလုပ်တွေထိုင်ပြီးတော့လုပ်ရတဲ့အလုပ်တွေကိုနောက်ထပ်6ပတ်လောက်နေစပြီးတော့ပြန်လုပ်နိုင်ပါတယ် So we do have donors who are playing kabaddi, who are playing wrestling, cricket, football. They can do anything any young person can do. ကျွန်တော်တို့ရှိမှာအလူရှင်တွေကဘောလုံးကန်တဲ့လူခရစ်ကတ်ဆော့တဲ့လူတပိုင်းလုံးတဲ့လူအကုန်ရှိပါတယ်ပုံမှန်လုပ်နေကြလူတွေလိုမျိုးပဲသူတို့ပြန်လုပ်နိုင်ပါတယ် Young ladies, pregnancy, delivery, everything is allowed. ငယ်တဲ့လူသမီးတွေဆိုရင်လည်းကိုယ်ဝင်ယူလို့ရပါတယ်အကုန်လုံးလက်ခံနိုင်ပါတယ် For the patient, they can start their normal job by end of 2 months. လူနာတော့ကကြတော့သူတို့ပုံမှန်လုပ်နေတဲ့အလုပ်တွေကိုတစ်လားလောက်ဒီမှာပဲလုပ်နိုင်ပါပါ But they need immunosuppression to prevent liver rejection for their life. ဒါပေမဲ့ဒီအတိတ်ရထားတဲ့အသေးကိုသူရဲ့ခန္ဓာကိုယ်ကနေပြီးတော့ပြန်ပြီးတိုင်မထုတ်အောင်လို့တသက်လုံးတော့ဥက္ကဋ္ဌအားကြစင်လို့ဆိုပြီးတော့အစိတွေအသုံးအောင်ဖြစ်ပါတယ် But the secret comes to normal life in terms of they can do anything any person can do, they can also do. ဒါပေမဲ့ဒီလူနာတွေကလည်းပုံမှန်လူလုပ်နိုင်တဲ့အတိုင်းပဲကိုကိုယ်တိုင်နိုင်ဖြစ်ပါတယ် The expectation from a kid to go to school, to go to college, have married life, have any working life is allowed. လူငယ်ဆိုရင်လည်းကျောင်းပြန်သွားနိုင်တယ် college ကျောင်းတွေလည်းတက်နိုင်တယ်သူတို့ရွေးချယ်ရဲ့ဘဝလမ်းကြောင်းကိုဆက်ပြီးတော့သွားနိုင်ပါတယ် So coming to blood group mismatching transplant, this was our first blood group mismatching transplant about 10 years back. Nigerian lady, she is doing well. ဒါကကြတော့တွေ့လို့စုမတူညီပဲနဲ့ခွဲစိတ်မှုလုပ်ခဲ့တဲ့ပထမဦးဆုံးအမျိုးဒီသမီးပါလွန်ခဲ့တဲ့10နှစ်ကပါသူက Nigerian လူသမီးတယောက်ဖြစ်ပြီးအခုလည်းကောင်းကောင်းမွန်မွန်နေနေပြီပါတယ် There is no difference in donor surgery or donor care. There is certain differences in patient surgery and preparation. ဒီသူနာအခုရှင်ကိုခွဲစိတ်တာတွေခွဲပြင်ဆင်တာတွေကမမအပြောင်းလဲမရှိပါဘူးဒါပေမဲ့ဒီလူနာကိုမခွဲပြင်မှာတ िश ူဆောင်ရှောက်တာတွေစစ်ဆေးမှုတွေမှာတော့နည်းနည်းအပြောင်းလဲရှိပါတယ်